ခုတနေ့ကဝဲ TikTok မှာကိုပိုင်းလော်ရဲ့ဇလုံးထမင်းနဲ့မွေးငါဆိုပြီးတွေ့လို့မနေနိုင်လို့ဒီနေ့တော့သွားစားခဲ့ပါတယ်သူ့ဆိုင်လေးကတော့ဒီပထနာကန်သွားတဲ့လမ်းစုံရဲ့ဖက်ကနုံဘက်ကနေလာမယ်ဆိုခေါင်တန်အကျော်ဒီရန်ကန်ဟမ်ဘက်ကိုသွားတဲ့လမ်းစုံလမ်းကွာဒီနားလေးမှာရှိပါတယ်ဆိုင်မှာကတော့မြန်မာဟင်းမျိုးစုံကိုထမင်းဖြူထမင်းကျော်ဇလုံးထမင်းတို့နဲ့တွဲဖက်ပြီးစားသုံးလို့ရပါတယ်ဆူဆန်သွားစားခဲ့တော့ကတော့ကြက်ဥကျော်ချက်လေးရတာနဲ့အဲ့ဒါလေးကိုစလုံးထမင်းလေးနဲ့တွဲပြီးတော့စားခဲ့ပါတယ်ကျမကျော်ဝမကျော်တို့နဲ့အမဲသားတို့လည်းအစုံရှိပါတယ်ပြီးတော့သူ့ရဲ့မီနူထဲမှာဆိုလို့ရှိရင်စလုံးထမင်းနယ်တွေကတော့တပွဲကို60ပါရန်ကုန်မုံရင်းကလည်းရပါတယ်ပြောရလို့ရှိရင်အေးပေါ့နော်ကိုလာစပရိုက်တို့ရေတို့လည်းဒီမှာပဲဝယ်တောက်လို့ရပါတယ်နော်ရန်ကုန်မုံရင်းကကိုလည်းမစားတာကြိုင်မလို့ဒီကိုပိုင်းလို့စီမှာရန်ကုန်မုံရင်းကရှိတာနဲ့ရန်ကုန်မုံရင်းကလေးလည်းစားခဲ့ပါသေးတယ်ဘန်ကောက်ရောက်ထဲကရန်ကုန်မွန်ကအရသာကိုမစားတာကြာပြီဆိုတော့ဒီနေ့တော့တပွဲကိုပြောင်းပြီးတော့ဆွဲခဲ့ပါတယ်ပိုးရှင်တော့နေပါတယ်မွန်ကဒါပေမဲ့လည်းစားနေတဲ့သူတွေအတွက်ဆိုရင်တော့တပွဲကအဆင်ပြေပါတယ်ပြီးတော့ဇလုံးထမင်းလေးကိုလည်းကြက်ဥကျော်ချက်ဟင်းလေးနဲ့စားခဲ့ပါတယ်သူစီမာလေးဇလုံးထမင်းကနာမည်ကြီးရယ်ဆိုတာတကယ်နော်စားကောင်းတယ်အရန်စူဇန်ဒီနေ့ကချက်မောင်ထမင်းနဲ့စားခဲ့တာပါချက်မောင်ထမင်းနဲ့ဟိုမှာကြက်ဥကျော်ချက်ကလေးနဲ့လုံးဝအရသာကထိမိခွေပါပဲအရန်ကိုကောင်းပါတယ်နော်ဇလုံးထမင်းကတော့ဒီတပွဲမှသူကတပွဲ60ဆိုတာဒီတိုင်းအလွတ်နေတာတော့60ပါကိုကဟင်းတစ်မျိုးမျိုးထည့်ပြီးစားမယ်ဆိုလို့ရှိရင်သူ့ရဲ့ဟင်းစင်းနှုန်းအတိုင်းပေါ့နော်ပေးရပါတယ်ဆူဇန်သွားစားတာကတော့မုံရင်းကားနဲ့ဒီဇလုံးထမင်းကိုကျုပ်ကျော်ချမ်းတဲ့နှစ်ပွဲကိုတော့150ပေးခဲ့ရပါတယ်ပြီးတော့ဆိုင်မှာရင်နွေးချမ်းလေးလည်းfree ပေးထားသလိုဒီလိုစလုံးထမင်းတို့ထမင်းကြော်တို့နဲ့တွဲစားဖို့လဲစက်သွန်ချင်းပြီးတော့ဒီမှာငရုတ်သီးကြော်တို့လည်းပေးထားပါတယ်ရှင်လေးချမ်းကတော့ဆိုင်ရှိဘက်နားလေးမှာလက်ဖက်ချောက်ကလေးနဲ့ရင်လေးတည်ထားတာတွေကိုခြာထားပေးပြီးတော့စိတ်ကြိုက်လက်ဖက်ချောက်လေးထည့်ပြီးတော့ကိုယ်တိုင်ဆက်ယူပြီးတော့တောက်လို့ရပါတယ်ရှင်ကိုပိုင်းလို့စလုံးထမင်းဆိုင်ကနေ့ကင်း2နာရီကနေမနက်4နာရီခွဲထိဖွင့်တာမို့လို့ညဘက်မှာထမင်းကြော်စားခြင်းတဲ့သူတွေအတွက်လည်းမနက်ခင်း4နာရီခွဲထိဒီလိုမျိုးမြန်မာဟင်းအမဲစုံနဲ့သွားစားလို့ရပါတယ်ပြီးတော့ကားတွေဆိုင်ငယ်တွေပတ်ကင်ထိုးရမှာခက်နေတဲ့သူတွေလည်းဆိုင်ဘုတ်ရှိရနေနဲ့ဆက်သွားပြီးတော့ဘေးနားကလမ်းကြားတဲ့ဝင်ရင်ဒီ House Cafe ဆိုတဲ့ဆိုင်အောက်မှာကားပတ်ကင်ရှိပါတယ်เนาะနေရာထားဖို့အတွက်ဒီဆိုင်ရဲ့အနောက်ဘက်ဘေးမှာပဲလမ်းကြားလေးရှိပါတယ်အားလုံးပဲသွားစားကြည့်ကြပါရှင်တတ